Welcome guys ဝင်ရမယ်ဆိုတဲ့ခန္ဓာကနေပြီးတော့ညနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတိုင်းမထင်မှတ်ပဲနဲ့လုံပြီးတဲ့အမှားလေးတွေနဲ့ရှောင်ရှားတဲ့အချို့တော့အချက်လေးတွေကိုကျွန်တော်ဒီနေ့ပြောပြတော့မှာပဲဖြစ်ပါတယ်ဒါဆိုရင်အစီအစဉ်လေးစလိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့ကတော့ဘလောက်ပဲခင်ပိန်ချင်းဝချင်းဆိုတာထက်ရုပ်ရည်အသားအရောင်စတာတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေကိုရှောင်ရှားသိနေဆိုတာကိုပြပြချင်ပါတယ်အဓိကတော့လူတိုင်းကသူတို့မှလည်းအိမ်မှာမှန်နေလေးရှိကြတယ်သူတို့ဘယ်လိုဖြစ်နေတယ်သူတို့ရဲ့တွင်ဘယ်လိုရှိနေတယ်သူတို့ဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာကသူတို့ကိုယ်တိုင်လည်းသိထားပြီးသားပါဒါကြောင့်မို့လို့လမ်းမှာတွေ့တာမျိုးဒါမှမဟုတ်ကျွန်တော်တို့မတင်လမ်းမှာပဲတွေ့နှုတ်ဆက်တာပဲဖြစ်ပေါ့နော်ပိန်လိုက်တာဟလာဝါလိုက်တာညူလာလိုက်တာဒီလိုမျိုးတွေကပြောရမယ်ဆိုတော့လူတိုင်းမထင်မှတ်ပဲနဲ့လုံးမိတဲ့အမားလေးတစ်ခုလို့ပဲပြောရမယ်ဆိုတော့ဒီလိုမျိုးလုံးနေတာကလေမကောင်းဘူးပေါ့နော်ဆိုတော့အတန်းနဲ့ရတော့ရှောင်းခြင်းစီခြင်းနဲ့ပေါ့ဒါတော့နံပါတ်1အချက်လေးနဲ့တို့ပြပြသွားတာပါဆိုတော့နောက်တစ်ချက်ကကျတော့သူညမင်္ဂလာဆောင်တွားတဲ့ခါမှာဆိုရင်သူတို့သမီးထက်သူကပိုပြီးလှနေအောင်တာလုံးပြင်တာမျိုးတွေတော့မချစ်စရာဘူးပေါ့နော်ကိုကအဓိကတော့မဟုတ်ဘူးပေါ့ဒါပေမဲ့သူများရဲ့ rushing မှုကိုဂုဏ်ယူဖို့အတွက်တက်ရောက်တာမျိုးဆိုတာကိုတော့တတိယဖို့လိုအပ်တယ်အဓိကကဘာလဲဆိုတော့မင်္ဂလာဆောင်တွားတဲ့အသက်ကြောင့်ကျွန်တော်တို့ဒီလှနေရမှာဆိုတော့ဟုတ်တယ်ဒါပေမဲ့မင်းသမီးနဲ့အကြံချင်းနေအောင်ဘိုးရတာမျိုးကစစ်ချင်းမနေဘူးလေဆိုတော့ခုနကလိုပေါ့အနောက်တိုင်းစက်တိုင်နဲ့သွားတဲ့ပွဲတွေမှာဆိုရင်သူသမီးကအချွေရောင်ဝေးတဲ့အကြောင်းကိုကပါအချွေရောင်ဝေးပြီးတော့သူပိုးလာတဲ့ဟာမျိုးလုံးမယ်ဆိုရင်ဒါကမလုံးတဲ့ထဲမှာလည်းပါတာပေါ့ကျွန်တော်တို့အမှတ်မထင်ငါဒီရောင်လေးလှမ်းမဆိုပြီးတော့ဝေးလိုက်တဲ့ဟာကတပတ်လူစိတ်ထဲမှာအစမကြီးတာလုံးလေးဖြစ်သွားတဲ့နေဒါကြောင့်မို့လို့ဒီချက်ကတော့လုံးဝကိုမလုံးမေးဘူးလုံးနေမိတယ်ဆိုတော့တတိထားဖို့တော့အချက်ကလေးလို့ပြောပါလိမ့်မယ်နောက်တစ်ချက်ကတော့ကိုဝင်ရှိနေတဲ့အမျိုးသမီးတရားရောက်ကိုလူကြားလေးပဲဖြစ်ရင်ကောင်းမယ်ဟလားမင်းကလေးပဲဖြစ်ရင်ကောင်းမယ်ငါတို့ဘာလေးလူကျင်နာရဲဆိုပြီးတော့မကြိုးတည်ဘူးလို့ထင်တယ်ပေါ့အထူးသဖြင့်လာနုနေတဲ့အချိန်မသိအချိန်မှာဆိုတော့မကြိုးတာတော့အကောင်းဆုံးပါဒီမိဘမောင်နှမဆွေမျိုးရင်းချာတွေပဲဖြစ်နေပါစေရောအခုလိုစကားပြောမယ်အစားဘလို့ပေါ်စလို့လင်းနေပဲမွေးပေါ့အဓိကဂျမ်းမှာတန်ဆွမ်းပြီးပျော်ရွှင်တဲ့ခလေးလေးရေးဖို့ကအဓိကပါလားဆိုတာကိုတော့ဒါအားပေးစီခြင်းတယ်ဘာလို့ဒီလိုပြောလိုက်ခြင်းကလည်းတစ်ဖက်လူရဲ့စိတ်ထဲမှာလည်းအစင်ကြီးတွေကွာဒါတကူအဲ့တစ်ချက်ကပထမဆုံးတော့အစင်ကြီးသွားမယ်သူလေစိတ်ထဲမှာတော့အနည်းဆုံးတော့ကောင်းတယ်ပေါ့စိတ်ပစီမှုအနည်းဆုံးဖြစ်သွားမယ်ဆိုတော့ဘာလို့မှုမယ်ဆိုတာကဘယ်သူမှမလုပ်လို့ရတဲ့အရာမှမဟုတ်တာမိခင်လောင်းတော့မှအစိတ်ပစီမှုအနည်းနဲ့အများရှိတယ်ဒါကြောင့်မို့လို့တက်တယ်ဆို pressure ရှော့အောင် fraction နေအောင်ရှိနေမှရပါပေါ့ဒီအထူးသဖြင့်တော့နီးစက်တဲ့ဆွေမျိုးမိဘတွေကပြောတဲ့အခါမျိုးတွေမှာဆိုရင်အမွေရသေးတဲ့ကလေးလေးပေါ်မှာခုလိုမျိုးလေးတွေပြောမိတာမျိုးလေးတွေတွေ့တယ်ဒါမှမဟုတ်မထင်မှတ်ပဲနဲ့လုံးနေတာမျိုးလေးတွေနေနေမိတယ်ဆိုရင်တော့တွေ့ကြဖို့စီစဉ်နိုင်ဖို့ကိုတော့ကျွန်တော်ဒါပြပြပေးသွားတာပါနောက်တစ်ခုကကျတော့လူအများသုံးနေတဲ့အရာမျိုး public ပေါ့နော် public area ဒီမှာသုံးနေတဲ့နေရာမှာတန်းစီနေတာတွေ့ကြားချက်တာမျိုးမလုပ်သေးဘူးပြကျွန်တော်ခုရင်ဒီလေတွေ့နေတော့မယ်ဘယ်တော့ promotion area မှာကျွန်တော်တို့ဒီတန်းစီနေတဲ့ဟာမျိုးတွေမှာဆိုရင်အရင်စီးမရှိဘူးပြအနောက်ကနေရှိဘူးဒီခါတည်းကျတန်းဝင်လိုက်တာဒီခါတည်းကျသူအရင်ဆုံးအရှိမသူနေခဲ့တယ်ပေါ့ပြီးတော့မှကျန်ဝင်လာမျိုးဒါမျိုးတွေက respect မရှိသလိုဘလို့မှအစင်မပြေဘူးပြပြောရင်တော့ဒီ human community မှာဒီလူလုံးနေတာကအညာအကျိုးအတွက်ဘယ်တော့မှအစင်နေမှာမဟုတ်ပါဘူးဒါမျိုးလေးတွေတည်ထားရဖို့တော့လိုပါတယ်တော်တော်များများတော့လုံးလေးတော့မရှိပေမဲ့အနေကြီးလောက်ကတော့လုံးနေတာမျိုးတော့ကိုယ်တည်းရှိနေသေးတာပေါ့နောက်တစ်ခုကတော့
ဆောင်သွဲတွေအသွဲတွေဘာလို့ရှိလုံနေတဲ့လူတွေပေါ့သူတို့တွေကိုဘယ်တော့လက်ထပ်မှာတော့ဘယ်တော့စားရတော့မလဲဆိုတာလူမပြောသင့်ဖို့တော့တတိပေးခြင်းတယ်ဒီလိုမျိုးပြောလိုက်ခြင်းကထားပါအောင်တွင်းနေတဲ့ဆောင်သွဲရုပ်တရက်ကြီးပြတ်သွားတာမျိုးတွေရုပ်တရက်ကြီးတစ်ခုခုကြောင့်စင်မီတာမျိုးတွေဖြစ်သွားတဲ့အခါမှာစိတ်ခရိကအောက်တွေဖြစ်နေတယ်လို့နမိတ်ဖက်လက်တာမျိုးတွေဖြစ်သွားတဲ့တယ်ဒါကြောင့်မို့လို့အရင်စုကြီးမပြောသင့်ဖို့ကိုတော့ကျွန်တော်တတိပေးခြင်းပါတယ်နောက်တစ်ခုကတော့ဒီလက်ထပ်ပြီးသားခလီမရှိတဲ့ဆောင်သွဲပေါ့ကလေးပဲတော့ယူမှာတော့ငွေတော့လေဘာလို့မွေးတော့ပါလဲအဲ့လိုမျိုးတွေဒီပြောနေတာမျိုးလေးခုတော့ပဲရှိတယ်ပေါ့နော်ကြားမိနေတာမျိုးလေးရှိတယ်အဲ့လိုမျိုးလေးလည်းကြားမိတာမျိုးလေးရှိတယ်ဆိုတော့ပြန် share ပြီးတော့ပြောပြပေးပါဒါမျိုးတွေလုံးဝကိုမလုပ်သင့်ပါဘူးဒီလိုမျိုးပြောနေမိတာမျိုးတွေဒီလိုမျိုးကြားနေမိတာမျိုးတွေကပြောရရင်တော့အဆင်မပြေဘူးပေါ့ဘာလို့လဲဆိုတော့ကိုကိစ္စလည်းမဟုတ်သူလို့သူများရဲ့ personal timeline မှာသူဘယ်လိုလုပ်မလဲဆိုတာကသူကိစ္စလေးကိုကိစ္စမှမဟုတ်တာဒါကြောင့်မို့လို့လေအဲ့လိုမျိုးလေးတွေမင်းနေတာမျိုးလေးတွေကိုလမ်းမှာတွေ့တာမျိုးဒါမှမဟုတ်အမှန်မထင်ကိုနာထဲမှာကြားမိတာမျိုးရှိတယ်ဆိုရင်တော့ဒါတတိလေးပေးတာမျိုးတွေဒါမှမဟုတ်ကိုနေသိရလူထဲမှာအဲ့လိုမျိုးပြောတဲ့လူတွေရှိတယ်ဆိုစီစဉ်တာကိုတော့တတိထားပြီးနေဖို့ပြောစီခြင်းနဲ့နောက်တစ်ချက်ကအရေးကြီးဆုံးပါဘာလဲဆိုတော့သူတစ်ပိုင်းငွေနဲ့ပတ်သက်ပြီးဆက်စုတာမျိုးပေါ့အလုံးမှာပဲဖြစ်နေတခြားဘလူးတွေပဲသွားတာတွေပဲဖြစ်နေကျွန်တော်ကုတလောဆိုတော်တော်လေးကြားနေရတယ်ရှိဒီအလုပ်ဒီပြောရမယ်ဆိုရင်တော့ကွန်မူနီတီမှာပေါ့နော်ပေါ်တာမြောက်ငွေနဲ့ပတ်သက်ပြီးတော့မင်းဘယ်လောက်ရတယ်မင်းရောဘယ်လောက်ရလဲငါဘယ်လောက်ရဒီလိုငွေနဲ့ပတ်သက်ပြီးတော့ဆက်စုတာမျိုးကတကယ်ကိုမကောင်းတဲ့အကြီးတစ်ခုတည်းဒါမျိုးလေရှောင်းကျင်းစီခြင်းနဲ့ပြီးတော့ဒီစားလို့ဆိုင်တွေသွားတာမျိုးတွေမှာဆိုရင်ဒါလေးဘလို့ချက်တာမျိုးဒါဘလို့လောက်ရတာမျိုးမေးတာကလည်းအစင်ပြီးဘာလို့သူ့ရဲ့လို့ဘလို့ချက်လဲဆိုတာသူ့ရဲ့ဒီကျင်ညာကအလကားရတာမဟုတ်ဘူးတည်းဆိုတော့ကျွန်တော်တို့ကဒါ respect မလုပ်တယ်လို့ဖြစ်သွားလိမ့်မယ်တည်းဒါကြောင့်မလို့လုံးဝဒီလိုပြုမှုလေးတွေကိုမလုပ်သင့်ပါဘူးနောက်တစ်ခုကတော့အမျိုးသမီးမဟုတ်ပါဘူးအမျိုးသားတွေရောပဲဒီအသက်တွေမမေးသိဘူးပေါ့ဥပမာဒီတက်လက်ပိုင်းကိုတရားတဲ့လူတွေပေါ့အများကြီးမင်းနေရှိပြီးတော့မင်းဘယ်လောက်မှဖြစ်ပြီးတော့ဒီလူမျိုးမေးလိုက်တာကလေတခါတည်းကျမှန်သွားရောကိစ္စတော့မရှိဘူးမှားတဲ့ခါမှာအရင် especially နောင်းနေကြဒါကျွန်တော်တို့ပြောရင်တော့ဒီ community တစ်ခုလုံးမှာဆိုရင်အသက်မေးခြင်းကလည်း rule out တွေထဲမှာလည်းပါတယ်ဒါကြောင့်မို့ဒီချက်ကိုလည်းသတိထားဖို့တော့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့လူထူထပ်တဲ့အများသုံးနေရာတွေမှာစုညံခြင်းမလုပ်သေးဘူးခလီတွေရှိတယ်ဆိုတော့တက်စစ်နေတဲ့ဘက်ကိုတူတယ်ပြီပေါ့ကျွန်တော်ကတော့တွေးနေတာကဘယ်လိုလဲဆိုတော့ခလီတွေတော်တော်များများမိဘတွေရှိတယ်လို့တို့များဆိုအများစုကတော့တုံတင်ပေးကြပါတယ်ခုတနေ့ရဆိုကျွန်တော်အရေးမထွက်တော့ကခလီ၄ယောက်ပေါ့နော်သူတို့စီပဲဝင်လာတဲ့ကမှာခလီတွေမတုံသိဘူးပြခလီတွေတက်ချင်သူတို့တက်ကလေးပေါ့ဟာလားလဲကျင်သူတို့လဲရှောက်ခွင့်သူတို့ကဒီလိုလူနေတာကတကယ်ကိုမကောင်းတဲ့အကျဉ်းကြီးပါဒါကြောင့်မလို့ကိုမရှိကလေးတွေကိုလည်းအပြင်သွားရင်တည်ချာလေးထိမ့်သိမ့်ဖို့ကိုလည်းပြောစီချင်တယ်ပေါ့နော်ဒါကတကယ်ကိုဒါပြောရမယ်ဆိုကိုတင်မလေးတဲ့ကလေးရဲ့ rule ကိုလေကိုပေါ်မှာလေတက်ရောက်တယ်ဆိုတော့ညင်စင်နေတာပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့သူတစ်ပါးအိမ်ကိုသွားလေတဲ့အခါမျိုးတွေမှာဆိုရင်လက်ပလာနဲ့မသွားဖို့ကိုတော့ပြောချင်တယ်အခုဒီလိုလက်ပလာနဲ့သွားလိုက်ခြင်းကလေအနေနဲ့ညာတော့အရင်ကောင်းနေတယ်မှာမရှိဘူးပြပြောရင်ဘာလို့လဲဆိုတော့ကိုတကူကိုသွားစားမိပဲထားအောင်သူညကရှင်းခိုင်းတဲ့တော့ကြောင့်ကိုမှမရှိဘူးတဲ့ဟာရညင်ရမှာပေါ့အနည်းဆုံးတော့ကိုမှရှိတယ်ဆိုတော့ပြရနေမယ်ဆိုတော့ဘာပဲဖြစ်နေဘေကိုပဲသွားတငချင်းအိမ်မှာသွားမိဖအိမ်မှာသွားအနည်းဆုံးတော့လက်ပလာနဲ့မသွားပါနဲ့ကိုမှရှိတဲ့ပတ်စံအနေငယ်တော့စောင်းပါပါနောက်တစ်ခုကအချိန်တိကျဖို့တော့ပိုကောင်းတယ်ပေးထားတဲ့ကလေးတွေတီးဖို့တော့လိုအပ်တယ်ဥပမာငါဒီတစ်ခါငါကျွေးမယ်ဆိုရင်ကျွေးလိုက်ပါဒါကလည်းတကယ်ကိုကောင်းတဲ့အချိန်တစ်ခုလို့ပြောရမှာပဲနောက်တစ်ချက်ကကြတော့သူတစ်ပါးစကားပြောနေတဲ့အခါမှာဆိုရင်စုံအောင်နားထောင်ပေးပါကြားချက်မပြောပါနဲ့ခါတည်းကျွန်တော်ကြားနေတယ်စကားပြောနေတဲ့အချိန်မှာစုံအောင်နားမထောင်မင်းချက်ပြီးပြောတတ်တယ်
အဲ့လိုပြောတာကလေတကယ်အဆင်မပြေဘူးဥမာပြောမချစ်မနေကိုမချစ်မနေပေါ့အရေးကြီးတဲ့ကိစ္စကိုပြောမယ်ဆိုရင်တော့ခဏလေးပါဒါလေးတော့ပြောခဲ့ကြပါနော်ဆိုတာမျိုးခွင့်တောင်းမယ်ဆိုတော့ဘိုးအဆင်ပြေပါတယ်ဒီလိုမျိုးလေးတွေကိုတတိထားပြီးတော့လှုပ်ဆောင်ပေးမယ်နေတိုင်းဒီလိုမျိုးကိစ္စမျိုးလေးတွေကိုဒါဆင်ခြင်ပေးမယ်ဆိုရင်တော့တော်တော်လေးခညာရဲ့ဘဝမှာလည်းအဆင်ပြေသွားလိမ့်မယ်ခညာရဲ့ဘဝမှာတွင်းညင်နေတဲ့လူတွေကိုလည်းဒီလိုစီစဉ်ဖို့ပြောလိုက်မယ်ဆိုရင်တော့ဒီ community ရပို့ပြီးတော့စီစဉ်နေကြာသွားမယ်လို့လည်းမျှော်လင့်မိတယ်ခုပြောသွားတာတွေကကျွန်တော်တို့ရဲ့တွေရမယ်ဆိုရင်ဒီလောကမှာတွင်းညင်နေကြတချို့တော့အမားလေးတွေမထင်မှတ်မိလုပ်လိုက်တဲ့ကိစ္စမျိုးလေးတွေကတခြားလုံးမှာဘလို့လေးတက်ရောက်မှုဖြစ်သွားစေလဲဆိုတာကိုကျွန်တော်ကတတိမမရအောင်လို့ကျွန်တော်အချက်လက်လေးတွေစုပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက်နေ့မှာရောကျွန်တော်ဘလို့ပုံစံမျိုးလေးတွေနဲ့ဝိညာဉ်ဆိုတဲ့ကဏ္ဍနဲ့ဆက်ပြီးဆက်သွားပေးမလဲတီးဖို့ကျွန်တော်ရဲ့ဒီဗီကို live follow လေးလုပ်သွားပေးပါ YouTube မှာကြည့်နေတယ်ဆိုရင်လည်း subscribe လေးလုပ်သွားပေးပါဦးဒီကဲလို့ TikTok မှာကြည့်နေတယ်ဆိုရင်တော့ follow လေးကိုလေးနှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ကြည့်ရှုနေတဲ့ပရိသတ်တွေကိုလေးကျေးဇူးအများကြီးတင်ပါတယ် good night ပါ